အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ God Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel ကနေအခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ငှက်ကြီးတောင်ဘာချမ်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုပါရစေခင်ဗျာလွတ်လပ်ရေးခေတ်ဥနော်ဖြစ်ပါတယ်ကျွန်တော်တို့အရက်ဟန်တာရီအရှိချမ်းဟာလက်နက်ကင်တောင်းကျမ်းသူများနဲ့ဓမြပြန်ပေးများစုပူတောင်းကျမ်းသောဒေသဖြစ်ပါတယ်အရှိကိုခီးဆက်လင်ပကိုးနဲ့ရင်ချင်းအပ်တောင်ဝန်သွားလင်မော်ဒမပင်လယ်ကွေးရှိရာပင်လယ်ရေပြင်အနောက်ကိုလာတော့တီလဝါမီးပြနဲ့တွန်ဒီတော်တိုင်းတွန်ဒီတော်တိုင်းကြီးကတော့လက်နက်ကင်တောင်းကျမ်းသူများခိုးအောင်ပြီးတော့မကြာခဏစစ်စင်ရေးတိုက်ပွဲကြီးများဖြစ်ရာနေရာဒေသပဲဖြစ်ပါတယ်တွန်ဒီတော်တိုင်းကြီးကနေလွန်၍ပင်လယ်ကိုရေချောင်းနဲ့ကူပြီးတန်လွင်ထိစံတက်လို့ရ၍ကအခြေအနေဆိုးရတဲ့ဒေသများဖြစ်ပါတယ်ထိုစဉ်မှာကျွန်တော်တို့ပင်လယ်ရဝန်းနဲ့ကုန်းတွင်းဒေသမှာအလွန်ဆိုးသောနာမည်ကြီးလာတဲ့လူသက်ဓမြများရှိပါတယ်တဦးကတော့ရှင်ဘရင်သိမ်းပါနောက်တစ်ယောက်ကတော့ငမဲနောက်တစ်ယောက်ကတော့ငှက်ကြီးတောင်ဘာချမ်းရှင်ဘရင်သိမ်းပါကတော့မိမချောချောတွေ့လင်အိုးအိုးပြိုပြိုလက်ရသိမ်းတော်ကောက်ပြီးတော့သူ့ကိုယ်သူရှင်ဘရင်ဘွဲ့ခံထားပါတယ်ဓာတ်သက်နဲ့ပြီးတယ်လို့လည်းနာမည်ကြီးပါတယ်တနေ့လုံးမှာလည်းဖိမ့်ဖိမ့်ကြောင်တုံရတယ်ငမဲကလည်းသိမ်းမောင်လိုပါပဲဓမြတိုက်တယ်ပြန်ပြီးဆွဲတယ်အနှုချမ်းစီးတယ်မိမချောလင်လက်နက်ပြချင်းချောက်ပြီးတော့လက်ရသိမ်းတယ်သိမ်းမောင်နဲ့အပြိုင်ဖြစ်၍သူတို့ချင်းကလည်းအမြဲတမ်းစမှန်ခုတ်ပြီးတော့လင့်ရင်လစ်တယ်လို့တွေ့ကြပါတယ်ပြီးရင်တော့ငှက်ကြီးတောင်ပါချမ်းခါးကြားမှာ6လုံးပြူတနက်ကိုအိမ်နဲ့ပတ်ထားတယ်ကြောကုန်းမှာတော့ဓာအိမ်နဲ့ငှက်ကြီးတောင်ဓာရှိကိုလွှဲထားတယ်အမြဲတမ်းလည်းဖဲပေါင်းမိရှိနေလူကခန့်ခန့်လူပုံကြောစိုးကျင်တော့ပါမှာလည်းဓာခုတ်ရနဲ့နှကမ်းမွေးဆဆနဲ့နှကမ်းမှာလည်းမှဲ့တလုံးကပါပါသေးတယ်ဓာခုတ်ရမပါဘဲနဲ့ဓမြလူစိုးတာမဟုတ်ရင်တော့ပြဆက်မင်းသားနဲ့အလွန်တူပါတယ်လူစိုးဓမြများတီးလျက်နဲ့မှဲ့ပါတဲ့နှုတ်ခမ်းကြောင်လေဩဇာကြောင့်၎င်းရုပ်ရည်ခန့်ရည်တော်၎င်းအမျိုးသမီးတချို့ကတော့သူ့ကိုသဘောကျကြပါတယ်ကြရွေလေငှက်ကြီးတောင်ပါချမ်းနဲ့နှစ်ကိုးတစိမ့်ညားကြတယ်ဒင်းကလည်းမောင်းမမိတ်တယ်မနှဲလောက်တခုတော့ရှိတယ်ငှက်ကြီးတောင်ပါချမ်းကတော့မိမမြင်နိုင်မဆွဲဘူးမိမသူ့ပေါ်ကြသည်လို့မြင်မှတနည်းအားဖြင့်မိမသူ့ကိုကြိုက်မှအဲ့ဒါလေချော်လေချော်ဖြောင်းလေဖြောင်းတောင်းလေတောင်းအုပ်စဘောရုပ်ချောမှာပဲငှက်ကြီးတောင်ကစုံမက်မြင်လို့တော့မူပြီးတော့မရဖြစ်ပေါင်းသိနေရက်ဆက်ရမှာတော့ကန်းကုန်တယ်သူ့မရတော့အနက်ကတအူးကတော့တခြားသူတယောက်နဲ့ပယောပီလောက်တယ်ဒါမှမဟုတ်ဖောက်ပြန်တယ်လို့ကြားရင်တော့အဲ့ဒီမရအောင်ငှက်ကြီးတောင်သားနဲ့ခုတ်တက်ပစ်ပါတယ်ပြီးရင်တော့သူ့နောက်လိုက်များတစ္ဆာဖောက်ခဲ့ပြီးတော့ထွက်ပြေးပြီးတော့ဟိုဒီတိုင်တွန်းလောက်ခဲ့ရင်တော့အဲ့ဒီတစ္ဆာဘောက်ကိုငှက်ကြီးတောင်ပါချမ်းကကိုယ်တိုင်လက်ရဖမ်းပြီးတော့ကြံတပည့်တည်းရဲ့ရှေ့မှာငှက်ကြီးတောင်သားနဲ့ရရက်ဆက်ဆက်မြင်မကောင်းရှုမကောင်းရှင်းပြပါတယ်ဒီလိုပဲရက်ဆက်ကြမ်းကြုတ်လွန်းနဲ့ငှက်ကြီးတောင်ဘာချမ်းလို့လည်းအမည်တွင်းနေဘာချမ်းရဲ့ညာလက်မောင်းအရင်မှာလဲကျိုးနီတစ်ချောင်းစီးထားပါတယ်တချို့ကတော့တင်းကြိုင်လက်ဖွဲ့လို့ဆိုကြတယ်တချို့ကလည်းနတ်စင်ကိုကူကရှုံပန်းတဲ့အနီစားကိုကြစ်ပြီးတော့ဆရာတယောက်ကစီရင်ပေးထားတဲ့အစီရင်လို့လည်းပြောကြတယ်ဘယ်သူမှတော့ထဲထဲဝင်ဝင်မှန်မှန်ကန်ကန်မသိကြဘူးတချို့ကလည်းဘာချမ်းဓာပြီးတယ်လို့လည်းဆိုကြတယ်ဒုတ်ပြီးတယ်လို့လည်းဆိုကြပါတယ်တနက်ပင်မီမကူလို့လည်းချဲ့ကားပြောကြပါတယ်သို့တော်တစ်ချိန်မှာတော့ဘာချမ်းအရက်မူးပြီးတော့စောင့်ကောင်းမှုခြုံပြီးအိပ်ပျော်နေစဉ်မှာဘာချမ်းရဲ့တပည့်အောင်မန်းစိန်ဟာဘာချမ်းရဲ့ငှက်ကြီးတောင်သားနဲ့ဘာချမ်းရဲ့လဲပင်ကိုအသေးအကြီးခုတ်ခဲ့ပူပါတယ်အဲ့ဒီလိုလောရခြင်းအကြောင်းရင်းကလည်းငှက်ကြီးတောင်ဘာချမ်းဟာတပိအရင်ဖြစ်သူအောင်မန်းစိန်ရဲ့ချစ်လာစွာသောတူရီသောညီမလေးကိုအဓမ္မတော်ကောက်သိမ်းမြန်းလိုက်ခြင်းပဲဖြစ်ပါတယ်ညီမလေးကလည်းချစ်သူရည်စားရှိပါတယ်သူ့ရဲ့ရည်စားနာမည်ကမောင်တန်းပင်လယ်မှာတငါဆက်လီလိုက်ပါတယ်တရင်ကြုတ်ပြီးရင်သူတို့နှစ်ဦးကလည်းလက်ထပ်ကြတော့မှာညီမလေးကလည်းချစ်စရာချောချောလေးကနဦးကတော့ဘာချမ်းသူ့ကိုဖွင့်ပြောခဲ့ဘူးတယ်အောင်မစိတ်မင်းညီမကိုငါလက်ထက်ချင်တယ်ကွာမဖြစ်ပါဘူးဆရာရဲ့ဟေးငါဘောမှာမဖြစ်ဘူးဆိုတာမရှိတာမင်းသိပဲလေညီမလေးမှာချစ်သူရည်စားရှိနေတယ်ဆရာရဲ့ဘလို့ခေါ်တာတော့မောင်တန်းနဲ့သူတို့ဝါကြွပြီးရင်လေနေအဲ့ဒီမောင်တန်းကဘာလို့လုပ်တာတော့ကွာပင်လယ်မှာတငါဆက်လီလိုက်ပါတယ်ဆရာရဲ့အေးပြီးရောကွာအဲ့ဒီလိုပြောပြီးမကြလိုက်ဘူးပင်လေရေပြင်မှာမောင်တန်းရဲ့ခေါင်းမပါတဲ့ကိုလုံးကိုအများကမြင်လိုက်ရတယ်မကြခင်မှာပဲဘာချမ်းကညီမလေးပန်းတွေကိုအဓမ္မသိမ့်လိုက်တယ်ညီမလေးကလည်းဘာချမ်းအလယ်မှာစိန်နဲ့တံမယာတောက်ပြီးတော့ကိုအဆုံးစီရင်လိုက်တယ်အဲ့ဒီချင်းကစပြီးတော့အောင်မန်းစိန်ကသူ့ဆရာတစ္ဆာမဲ့သူလူယုံမာကြီးကိုတော့လောက်ကြံမှုအခွင့်အရေးကိုမျှော်လင့်နေတယ်ကြုံခဲ့ပြီဗျာငှက်ကြီးတောင်ဘာချမ်းကအရက်မူးပြီးတော့ခေါင်းအုံးကိုရင်ဘတ်ပေါ်မှာဖက်စောင်းကောင်းမှုခြုံပြီးတော့အိမ်မောကြနေတာအောင်မန်းစိန်ကလည်းဘာချမ်းရဲ့ငှက်ကြီးတောင်ကိုဓာအိမ်ကနေအတန်မမီအောင်ဆွဲထုတ်ပြီးတော့ဓာကိုလက်စုံမြောက်ပြီးလေပင်တက်ကိုချိန်ပြီးတော့အသက်ကုန်ခုတ်ချလိုက်တာကြောက်လန့်တွန်းတော်ရှိန်နဲ့ခုတ်ချလိုက်လို့လားတော့မသိဘူး
ဓားသွားကလည်းဘာချမ်းရဲ့လေပင်ကိုမရောက်ဖ ೇನೆ ရင်ဘက်ပေါ်မှာရှိတဲ့ခေါင်းအုံနေရာကိုခုံမိပြီးဘာချမ်းလက်နိုးပြီးတော့အောင်မန်းစိန်ကလည်းဘုံကနေကြောက်ခုံခုံပြီးတော့ခြေနဲ့ခတ်လိုက်တယ်အောင်မန်းစိန်လဲကြောင်မှာပဲ၎င်းကငှက်ကြီးတောင်ဓားနဲ့အပြက်ရှင်းလိုက်တယ်မောင်နှမနှစ်ယောက်စလုံးပန်းရွက်ရဲ့ချစ်သူပါဝင်သုံးဦးစလုံးကတော့ပင်လေရေသင်းချိုင်းမှာငါးစာဘွားနဲ့အယိုးကျခဲ့ရတယ်ပြောရရင်တော့ရွာနီးချုပ်ဆက်ကရွာသူရွာသားလက်လုံလက်စားတန်ငါလှေသမားများကလည်းငှက်ကြီးတောင်ဘာချမ်းကိုကြောက်ကြတယ်ရွာနီးချုပ်ဆက်ကိုသူတို့ဓမြတိုက်၍လည်းပြောင်းနေပြီဆက်ကြီးလူမိုက်ကြီးလူတောင်းနေပြန်၍လေအလုတ်လုတ်စားတဲ့သူတွေကခေါင်းနဲ့ကိုအိုးစားမကွဲရန်အတွက်ဘာချမ်းအလိုလိုက်နေရသည်တခါမှရှင်ဘရင်သိမ်းမောင်နဲ့ငမဲတို့ကလည်းစီယိုကျော်ဝင်တိုက်ပြီးတော့အချင်းချင်းစကားများပြီးတော့နေမြေပြန်တိုက်ကြရင်ပြစ်ကြခတ်ချစိန်ကောကြဖြစ်ကြသေးတယ်အုတ်ချုပ်ကြီးကအလွန်အလှမ်းဝေးတဲ့အရက်ဒေတာဖြစ်ပြီးတော့ကြီးနိုင်ငယ်ချင်းလက်နက်ပန်းပြမင်းမဲ့စရိုက်တွေကလည်းလွှမ်းမိုးနေတယ်လीနောက်ခါမှသူတို့ချင်းရန်ဆောင်ပွဲများတယောက်နဲ့တယောက်လှုပ်ကြံပွဲများနဲ့ညီတုံရေတုံရွာလက်နေလက်နေဖြစ်ခဲ့ရတယ်တနေ့မှာတော့သုံးပန်လားရွာခိုင်ကျွဲခိုင်နွားများမွေးတဲ့ဥချိန်ရိုးတို့အိမ်ကိုဓမြတိုက်ခံရတယ်ရသမျှရွှေငွေများကိုယူ၍အားမရပဲသမီးပြိုလေးခင်အေးချိုတစားကန်ဖမ်းဆီးခေါ်ဆောင်သွားတယ်အမီးဝများလည်းဘလို့မှတောင်းပန်လို့မရဘူးငွေ9သိန်းနဲ့ရွေးရမယ်တဲ့3ရက်အတွင်းလာမရွေးရင်တော့ဘာချမ်းရဲ့မရားဖြစ်ပြီလို့အမိန့်ချလိုက်တယ်ရဲကတ်ကိုလည်းမတိုင်ရတိုင်ခဲ့ရင်တော့တဆွေလုံးတစ်မျိုးလုံးခေါင်းမရှိပဲသေရမယ်လို့ကြုံသွားပြီးတော့အိမ်တိုင်သုံးလုံးငှက်ကြီးတောင်တာနဲ့ခုတ်ထည့်သွားခဲ့တယ်လာရွေးရမယ်နေရလဲပြောခဲ့တယ်ပင်လယ်ရေပြင်ထဲဟာအနီးအောင်ဆေးတုပ်ထားတဲ့ဆက်လီပေါ်လာခဲ့တယ်လာရင်လဲတယောက်ထဲလာနှစ်ယောက်လာရင်အသေးတဲ့ခင်ဗျာအဲ့ဒီလိုနဲ့ဥချိန်ရိုးတို့ရှိသမျှကျွဲနွားတွေကိုရတဲ့ဈေးနဲ့ရောင်းချပစ်ပြီးငွေ4သိန်းဒီပါရခဲ့တယ်တသိန်းလိုနေပါသေးတယ်လိုနေတဲ့တသိန်းကလည်းဘယ်မှလှည့်၍ချီး၍လည်းမရဘူးခေါင်းမီးတောက်ပြီးတော့သမီးပြုံမင်းကလေးတွေစိုးရင်တော့ကများနေကြတယ်တနေ့တော့ခါမှာတော့သုံးပန်လရွာဝင်ညောင်ပင်းတဲ့ပင်အောက်ကိုရွာတော်ရှင်နှကုန်းကိုတော့စိတ်မနှံ့သူလိုလူကြီးတယောက်ရောက်လာခဲ့တယ်ရွာတော်ရှင်နှကုန်းကတော့အနေနဲ့ခီးသွားများတဲခိုရာညောင်မင်းရိတ်လည်းဖြစ်တယ်အလူရှင်ပြုတဲ့ချိန်မှာလည်းနတ်ပြရရက်ဒေတာလည်းဖြစ်ပါတယ်နားခိုသူခီးသွားစုဝေးချိန်မှာတော့ထိုလူကြီးဟာဇောကတချင်းတစ်ပုတ်ကိုအော်ဟစ်တီဆိုပြီးတော့ရွာတော်ရှင်ရုပ်ကစိုးနှကုန်းရှိမှာအကြအနကိုကနေတာလူကြီးရဲ့မျက်နှာလည်းဆယ်ပြားစီလို၄တောင်သပင်ရှည်များကလည်းပခုံးပေါ်မှာကွေးကောက်ပြီးတော့ကြာနေတာဖြင်းချမ်းတိုက်ပုံအင်းရင်ခွဲရလဲဝစ်လို့ရင်ဘက်မှာလည်းအင်းလိုစမလိုမှင်ကြောင်အကွက်တင်နေယောဂီအောင်လွယ်အိတ်ဆုပ်ဖောင်းဖောင်းယူလဲလွယ်ထားလိုက်သေးတယ်ပစိုးအဖြူကွက်ကလည်းညစ်ပေပြီးတော့အောက်နားများပင်ကွဲနေပြီသူကလည်းအနီးအောင်ဆေးတုပ်ထားတဲ့တောင်မွေးကိုပခုံးပေါ်မှာဇော်ထန်းထန့်ပြီးတော့ဇော်ကတချင်းကိုအားရပါရနဲ့ဟစ်တယ်သူကတော့ခါးကိုကျုပ်ခေါင်းကိုမော့ပြီးတော့ဇော်လှဲ့လှဲ့ပြီးတော့ကနေတာပေါ့သူကတော့ဘဒုမှလည်းဂယူးမဆိုင်ရွာတော်ရှင်ရုပ်ကစိုးနှက်ကွန်းရှိမှာဇော်ကြီးစေးကြိတ်တယ်လို့စေးကြိတ်ဟန်အကောက်ကိုလည်းကနေသေးတယ်ကယူွားတဲ့ခါမှာတော့ကြည်နေတဲ့ကလေးလူကြီးပရိသတ်များဘက်ကိုလှည့်ပြီးတော့ဟဲ့သားတို့သမီးတို့ရက်တဲ့ကြငါတင်နဲ့ငါကြောင်စားကြံနဲ့ငါမှာဖျားမမယ်ကွရတနာမြတ်3ပါးမြင်းမြန်ကြအနန္တောနန္ဒ5ပါးမမေ့မလျော့မပေါ့ကြနဲ့ဒါနသီလသမထဘာဝနာနေ့စဉ်ပြုကျင့်လုံးလာရှိကြဖျားသာသနာစွန့်လို့တရားသာသနာရောက်ချိန်နီးပြီကွမကောင်းသူပဲကောင်းသူကဲ့မတဲ့မိစ္ဆာဒိဋ္ဌိမဖြစ်စေနဲ့မိစ္ဆာအာဇီဝနဲ့အသက်မမွေးကြနဲ့ဒုစရိုက်ကိုရှောင်သူစရိုက်ကိုစောင့်မအောင်အတိတ်နဲ့အောင်နမိတ်ပေါ်လိမ့်မယ်ဟေ့ကဲအဲ့ဒါကြောင့်လဲအဲ့ဒီလိုပြောပြီးတော့သူကတချင်းတစ်ပုတ်ကိုဆက်ဆိုးလိုက်သေးတယ်သားတို့သမီးတို့ရေအဘဆေးဝိဇ္ဇာကြီးရောက်လာပြီဟဲ့ဒီရွာဒီနယ်ရောက်ရတာအဘသိပ်ပြောသကွာကဲငါသားများငါသမီးများမြီးများအဖျားအနာရှိကြသလားကွအမောင်ပယောဂယောဂများရှိကြသလားအတိတ်ပြစ္ဆုတ်ပံဘာသိကျင်လဲဟိညာလက်ဖွားဖြန့်လိုက်တာနဲ့လက်ဖွားပေါ်ကအရေးချောင်းကိုကြည့်ပြီးအဖမြင်တာပြောကိုညီမဲကွာမင်းတို့အသက်တွေကိုပြောတာနဲ့ဂျိုစည်းဂျိုနင်းဘယ်အခြေအနေရောက်လို့ကန်ဆိုးကန်ကောင်းအဖဟောပြောမှမယ်ကွယုံနေသူပြောငါပြောမယ်ဟေခီးသွားတချို့ကလည်းပေါက်တော့ကရပြောတယ်ထင်ပြီးရည်နေကြတယ်တချို့ကတော့နားဆွင့်နားထောင်နေကြတယ်တချို့ကလည်းတီတိုလှုပ်နေတယ်တချို့ကတော့လက်ဝါးချင်းပုတ်ပြီးပြရနုံနုမပြရနုံနုဖြစ်နေကြတယ်အဲ့ဒီမှာပဲအသက်60ခန့်ကတုံးကရင်နဲ့အဖွားအိုကြီးတူကမောင်ကြီးရှင်ဟာမောလိုက်တာတော့နှမကြီးဘာမှပြောချင်လို့တော့ပြောအောင်မောလို့ပါတော့အမလီနော်ဒုက္ခမောလို့ဟုတ်လားအင်းမာတော့အခုချက်ချင်းပျောက်ချင်သလားနှမကြီးရဲ့တကြားမင်းနဲ့တွေ့တယ်လို့ယုံပြီးစေးတောက်ချင်းမှမောင်ကြီးရဲ့ကျမစင်ရဲလွန်းလို့ဟေးလူကလေးပြားပါရေအိုးစင်တပိန်းမှာရက်နေတဲ့ကျွန်တော်ကိုလက်ညှိုးထိုးပြီးတော့ခေါ်လိုက်တယ်တောက်ရည်တစ်ခွက်ခတ်ခဲ့စမ်းလူကလေးရဲ့ဟုတ်ကဲ့ပါကျွန်တော်လည်းရေအိုးစင်ကတောက်ရည်တစ်ခွက်ကိုခတ်ပြီးတော့ပေးလိုက်တဲ့အခါမှာသူ့ရဲ့လွယ်အိတ်ထဲဟာဆေးတောင်တစ်ခုကိုထုတ်ယူပြီးတော့အနှင်းငယ်ကိုက်ပြီးတော့ဖဲ့လိုက်တယ်ပြီးတဲ့နောက်မှာတော့ရေကိုမန်းပြီးတော့ဘာနေသမီးတို့နှမကြီးရဲ့
တောက်ကြသမီးတော်မသေးအောင်နဲ့တော့ဘာတိုက်ပုံကလည်းရေကိုမန်းမှုတ်တယ်ပြီးတဲ့နောက်မှာတော့တောက်ကြသမီးမဲသေးအောင်ဖြစ်နေတော့အမောယောဂချက်ချင်းပျောက်ပါစေတည်းအဲ့လိုဒိဋ္ဌံပြုတ်ပြီးတော့စေးနဲ့ရေစင်ကိုတိုက်လိုက်တယ်ကဲရော့တောက်လိုက်နှမကြီးအဖွားအိုဘွားသေးအောင်ကလည်းတယိုတသိနဲ့ယူပြီးတော့တောက်လိုက်တယ်ဟိုနားမှာခဏထိုင်းနေခဏနေရင်အမောယောဂပျောက်ပြီဗျာကြံတဲ့ဝေဒနာရှင်တွေရှိရင်ထွက်ခဲ့ကြကွစေးဒါနပညာဒါနများအဘရောက်တော့မှကုသိုလ်ပြုခဲ့မယ်ငါပျောက်စေစရာမဟုတ်ဘူးနော်ဘိုးတော်လည်းမဟုတ်ဘူးဝိဇ္ဇာလည်းမဟုတ်ဘူးငါသစ္စာမေတ္တာသမားကြုံတော့ဒါနပြုခြင်းကုသိုလ်ပြုခြင်းလို့ဟေးအဘဘာလို့လဲကွာလူတအူးကရောင်ကိုင်းနေတဲ့လက်ကိုဆန့်ပြီးတော့ပြလိုက်တယ်ဘာဖြစ်လို့တော့တာကြီးရဲ့ဒဇင်ရှလို့ပါအဘအိုးဖြစ်မှဖြစ်ရလေမန်းဝင်နေပါလားတာကြီးရဲ့ဟမ်စေးမီတို့နဲ့လှုပ်တာပဲမသက်တာဘူးအဖရဲ့အေးအဖနဲ့တွေ့ရင်ပျောက်ကိုပျောက်စေရမယ်ဟဲ့ဒါပေမဲ့ပြောမယ်နော်ငါပျောက်စေစရာလုံးဝမဟုတ်ဘူးအနှစ်နှစ်လဆရာသခင်များထံမှာလေ့လာစီးပူးခဲ့တဲ့တိုင်းရင်စေးပညာဝိဇ္ဇာဒရစေးပညာဘေးရင်နက်ခတ်ရာသီစေးပညာနဲ့ကုသိုလ်ပြုတာဟေးလာခဲ့ဒီကိုဘာတိုက်ပုံကြီးကလူကြီးရဲ့ဘဲလက်ကိုကင်ပြီးတော့မန်းမှုတ်တယ်အဲ့ဒီနောက်ပလင်းငယ်တစ်ခုတည်းကစေးမုံတချို့စောစောကရေစင်နဲ့ဖြော်ပြီးတော့လူကြီးရဲ့လက်မောင်းရင်းကနေအနာကိုလူအောင်ပေးလိုက်တယ်တော်တော်ကိုက်နေတယ်မို့လားကွယ်ဟုတ်ကဲ့ပါအေးအဲ့ဒါအညော်ဝင်းနေတာကွယ်ရော့ဒါကမန်းကြီးစေးဒါကကိုက်ခဲနာခြင်းပျောက်စေးရေစင်နဲ့တောက်ချလိုက်ကွယ်ရော့လူနာလည်းအဘတိုက်တဲ့ဆေးကိုတောက်ပြီးတော့ညောင်မြစ်ပေါ်မှာသွားပြီးတော့နားထိုင်နေတယ်ဒီလိုနဲ့ပဲရင်ကျက်ယောဂပန်းနာယောဂခေါင်းကိုက်ဇက်ထိုးယောဂဘိုက်အောင်လီနာယောဂထုံနာကျင်နာယောဂတွေများကိုလွယ်အိတ်ထဲကပလင်းများဖွင့်ထုတ်ပြီးတော့တမျိုးစီတိုက်တယ်ပေးတယ်လိမ့်တယ်မန်းမှုတ်ပြီးတော့မြစ်တာပို့ပေးတယ်ကဲဟောဒီယာအဖိုးယောဂစိုးကြီးလဲကျွန်ုပ်ထိန်တော်တစ္ဆာနဲ့ကုသိုလ်ဝေစုယူပြီးတော့သားများသမီးများကိုစောင့်ရှောက်ကူညီပါခင်ဗျာအမြဘာတိုက်ပုံနဲ့လူကြီးကတော့တနာရီခန့်ပါဇက်ကနေပရိတ်ကြီးတုတ်တော်များကိုရွတ်လိုက်စေးပေးတောက်လိမ့်လှုပ်လိုက်နဲ့ကုသပေးနေပါတယ်ဟဲ့ဟိုသမီးသဲအောင်ရှင်းမောင်ကြီးမောနေသေးလားဟဲ့မမောတော့ပါဘူးမောင်ကြီးရဲ့စေးစွမ်းလိုက်တာမောင်ကြီးကလူမဟုတ်ရဲ့လားဟင်လူအစ်စ်ပါဟာဘာလဲညီတို့ကတရားမင်းလူပြီးစင်းပြီးတော့စေးကူတယ်များထင်းနေလို့လားထင်ကျင်မမောင်ကြီးရဲ့မောင်ကြီးကျေးဇူးတွေကြီးပါပြီတော့ကျုံမောင်ကြီးကျမ်းမှာချမ်းသာပါစေသွားလီလာလီယာခလုတ်မထိစိုးမညိပါစေနဲ့တော့တာရုဗျာတာရုရော့နှမကြီးဒါကတော့နှလုံးငိမ်အမောလုံးစေးနှမ်းကောင်းလောက်ကိုတနေ့တစ်ချိန်ရေတန့်နဲ့တောက်ညီးမကြခင်မှာပုတ်ပါတောင်မော်တောင်အပြည့်တက်နိုင်လိမ့်မယ်ဟဲ့သွားမှာပါတော့စိတ်ချပါဟေးဒဇင်ရှတဲ့တာကြီးခမပါအနာကကြိုက်သေးသလားဟေးမကြိုက်တော့ပါဘူးဖအံ့ရောဗျာဟေးတာကြီးငါကဘိုးတော်မဟုတ်ဘူးနော်မအေးနဲ့ကွငါပျောက်စေစရာလည်းမဟုတ်ဘူးနော်ဒါဆိုရင်အဲ့ဒါငါတို့ရဲ့တိုင်းရင်စေးနီးပညာတမပဲကွတချို့လူညံ့တွေကငါ့ကိုဘိုးတော်ပျောက်စေစရာဝိဇ္ဇာဖိုးဆိုပြီးတော့ပေါက်ကရတွေပြောကျင်ကြတယ်ငါဓာတ်လုံးရောဓာတ်ပြားရောလက်ဖွဲ့ရောအင်းရောဘာအဆောင်မှမပေးဘူးလုံးဝလည်းမတောင်းကြနဲ့ငါယုံကြည်တာယတနာမြတ်၃ပါးအနန္တောနန္ဒ၅ပါးပဲငါတို့မြန်မာလောကီစေးနက်ခတ်ဘိန်းတော်စေးပညာကတော့လိုက်လို့ကိုမကုံယူလို့မခန့်မှုဟေရော့ငါသားဒီစေးကတော့ငန်းဖြက်စေးပဲဒါအနာကျက်စေးနေတိုင်းလူတောက်အချင်းမစားနဲ့တက်စာမစားနဲ့နေဝင်ရေမချိုးနဲ့အနာကိုလည်းဖန်ရည်စားရည်နဲ့တန့်စင်ပေးရပ်ပိုင်းတွေမှာပျောက်စေမယ်ဟဲ့ဒီလိုနဲ့ပဲရှူစေးကိုရှူလိုက်တယ်ခေါင်းကိုက်ဇက်ကြောထိုးယောဂများတက်တာပြီးတော့လေနာယောဂသမားများလည်းဒိဋ္ဌချက်ချင်းယောဂများယူပြစ်တယ်လို့တက်တာပျောက်ကင်းကြပြီးတော့ထူးဆန်းတဲ့တခြင်းနဲ့ဘားတိုက်ပုံဝမ်းမြောက်ဝမ်းသာနဲ့ထိုင်ကြောကြတယ်ပါလာတဲ့မုတ်ပဲသေးစားများကိုလည်းလှူဒန်းကြတယ်ဘားတိုက်ပုံကတော့ကြောခံရရှိတဲ့မုတ်ပဲသေးစားများနဲ့တချို့တော့ရုပ်ကစိုးနတ်ကောမှာကတ်လှူဒါနပြုတချို့တော့ရွာထဲကကလေးတငယ်များအားဝေမျှပေးလိုက်တယ်ကြံမုတ်ပဲသေးစားတွေကိုတော့သူ့နှစ်ဘေးကနေငုတ်တုတ်ထိုင်ကြည့်နေကြတဲ့ခွေး14 5ကောင်ကိုတိုင်လက်နဲ့ကင်ပြီးတော့ကျွေးနေတာမြင်းအားကြုံနေရတဲ့ရွာသူရွာသားတွေကလည်းတာရုခေါ်လို့မဆုံးကြဘူးအဘဟေးဘာတိုက်ပုံစေးစရာကြီးကလွယ်အိတ်ကြီးကိုလွယ်ပြီးတောင်မွေးထောက်ပြီးတော့တခြားရွာများကိုခရီးစဉ်လှည့်ရန်ပြင်လိုက်စင်မှာတော့အသက်50ခန့်သပင်းအုံကောင်းကောင်းရုပ်ရည်တန်တန်ပြန့်ပြန့်အမျိုးသမီးတူသူ့ရှေ့မှာရက်နေတာကိုမြင်လိုက်ရပါတယ်အမျိုးသမီးရဲ့မျက်နှာကတော့တောကနဲ့စိုးရိမ်မှုကြီးများလွန်ကဲနေတာကိုဘာတိုက်ပုံမြင်လိုက်ရပါတယ်ဘာလို့ရှိလို့လဲနှမကြီးရဲ့မောင်ကြီးခုဘယ်ရွာကိုသွားမှလဲရှင်မောင်ကြီးကရွာစဉ်လှည့်ပြီးတော့စေးကူဒါနာပြုတ်အောင်မှာပေါ့နှမကြီးရဲ့
မောင်ကြီးဖြစ်နိုင်ရင်နှမတို့အိမ်ကိုခဏလောက်ကြွပါလားကိစ္စအရေးကြီးလို့လားကွဟုတ်ကဲ့ပါဒါနဲ့နှမကြီးနာမည်ဘလို့ခေါ်တော့မအေးပူလို့ခေါ်ပါတယ်မောင်ကြီးကဲအဲ့ဆိုလေလာကွယ်သွားစို့နှမကြီးအိမ်ကိုပြစမ်းအဲ့ဒီလူနဲ့ရွာဖျားမှရှိတဲ့နှစ်ထပ်အိမ်ကြီးကိုဘားတိုက်ပုံဆေးစီယာကြီးရောက်လာခဲ့တယ်အိမ်ပေါ်မှာတော့အမျိုးသားကြီးတူအရွယ်ရောက်စာကလေးနဲ့မအေးပူပါဝင်အဖွားကြီးတူကိုပါမြင်လိုက်ရပါတယ်။ကိုင်နှမကြီးဘာအများကျုပ်ကဆောင်ရွက်ပေးရမှာလဲဗျ။မောင်ကြီးဒါကတော့နှမရဲ့ခင်မောမှာရှင်အမည်ကတော့ဥချိန်ရိုးတဲ့ဥချိန်ရိုးဆိုတဲ့သူရဲ့မျက်နှာလည်းညှိုးနှမ်းလျက်ရှိနေပါတယ်။ပြောပါနှမမောင်ကြီးကဘေးရင်နက်ခတ်တွေလည်းဟောပြောနိုင်တယ်လို့ကြားသိရလို့ကျမတို့စစ်ဆေးကြည့်ရှုပေးပါလားမောင်ကြီး။ကောင်းပါပြီဗျာ။ကဲကိုချင်းရိုးဘာနေသားလဲစနေသားပါဇနကသမောပြက်ကင်ရောက်နေတာပဲစနေသားတခုကျွင်းကိုခမတနင်္လာနံကျွဲစနေနံနွားဗုဒ္ဓဦးနံရွှေဒါမှမဟုတ်သားသမီးနှာပြားထွက်ကင်ရှိတယ်ကွယ်စနေသားအပူတော့ကနဲ့မျက်ရည်စီကင်လေကြုံနေရတာ哦ထိုးထိုးဟောလိုက်ရမှာတော့ဥချိန်ယိုးနဲ့ဒေါ်အေးပူတို့ကလည်းဘားတိုက်ပုံရဲ့ခြေစုံဥခိုက်ပြီးတော့ငိုရှိုက်ပြီးတော့ကြောကြတယ်အဲ့ဒီနောက်မှာတော့လွန်ခဲ့တဲ့2ရက်ကဓမြတိုက်ခံရပုံသမီးအကြီးမက်ခင်အေးချိုကိုတော့ဓမြခေါင်းဆောင်ငှက်ကြီးတောင်ဘာချမ်းတဲ့ဖွဲ့ရတစားကန်ခေါ်သွားပုံနဲ့လူရွေးရန်အတွက်ကျွဲနွားရွှေငွေများအရေးပေါ်ရောင်းချငွေစုနေရတဲ့ကိစ္စအကြောင်းတွေကိုရှင်းပြပြီးတော့ချုံပွဲချငိုကြပါတယ်အချင်းนี่ဘလို့ရှိပါသလဲအဖရေအေးကွယ်ပါသွားတဲ့သမီးကဘာနေသမီးလဲတနင်္ဂနွေသမီးပါအဖတနင်္ဂနွေသမီးငါးကျွင်းတက်ရောက်ဆက်နေဒါကြောင့်မို့လို့တက်ရောက်ကနော်ကောက်ခါမျောလင်းပေါ်ကြမြည်ပါလင်းနောက်တဆုပ်စုပ်ပြန်လဲလွန်းပင်တွေ့မြည်ပလွန်းတိုင်ကမူစ၍ထူဟောမူဂျိုအတ္တာတဲ့အဲ့ဒါကြောင့်မို့လို့တက်ရောက်စနေကြိုကြပြီးပူပင်စေတော်လဲတနင်္ဂနွေသမီးတိုင်ထိတ်မှာရောက်နေတာကြောင့်ကံကောင်းမယ်ကွယ်အကူညီစောင့်ရှောက်သူနဲ့လဲကြုံရမယ်သူကဖရာတရားမြဲရဲ့လားအမြဲတမ်းဖရာเจ้าကန်သွားဥပုသ်တရင်စောင့်ပါတယ်ဖအေးတောက်ကြနဲ့သာသနာရေးအားကောင်းတယ်ကွယ်ဟဲ့သမီးရှင်းပါတနင်္ဂနွေသမီးတွေဖျားမှာဒီနေ့တကွန်လှူလိုက်စမ်းကွယ်ဟုတ်ကဲ့ပါစနေသားမောင်ချင်းရိုးခမ ्या ပါတစ်တိတစ်ဥကိုဖျားမှာဒီနေ့လှူဘာဥမျိုးပါလဲပါတစ်ဧသားအဲ့ဒါရှားတယ်အာတာလို့ဥပြုတ်ပြီးတော့ဖျားဆုံးကက်ဖုန်းကြီးရဟန်းကိုလှူကြားလာကွယ်ကြွတ်ရောလွတ်ရောကွာဟုတ်ကဲ့ပါဗျကဲအဖသွားမယ်ဟေးခဏလေးပါခမ ्या ဒီအလူငွေလေးကိုလက်ခံပါခမ ्या မလိုပါဘူးသားရေငါသားသမီးများအပူတော့ကနေပါဒါနဲ့ဓမြကိစ္စကိုဘာကြောင့်မို့လို့မြို့ကတ်ကိုသွားမတန်ရတာလေမြို့ကတ်ကိုသွားတိုင်တအိမ်သားလုံးကိုတက်ပြင်မဲလို့ပြောသွားလို့ပါအဖရေအဲ့ဒီဓမြနာမည်ကဘသူငှက်ကြီးတောင်ပါချမ်းလို့ခေါ်ပါတယ်အဖမင်းတို့သမီးကိုရွေးဖို့ဘယ်အရက်မှာချိန်ထားတာလဲပင်လေခွေရေလေကအနီရောင်ဆက်လေပေါ်ဦးတဲ့အေးဒါနဲ့အဖသွားမယ်ခွေအဖဟေးအဖရဲ့နာမည်လေးတစ်စိတ်လောက်ပြောပြပေးပါလားနောင်မပဲပြောမယ်ကွာသွားပြီဟဲ့ဘားတိုက်ပုံကြီးကတရားဝင်တရားထွက်ဇော်တချင်းဆိုလိုက်ရွှေပြင်းညီနောင်တချင်းဆိုလိုက်နဲ့ဈေးကူနေရင်ဘေးတင်ဟောနေရင်လာခဲ့လိုက်ရမှာမကြခင်မှာတော့ပင်လေကမ်းခြေတငါရွာလေးကိုရောက်ခဲ့ပါတယ်ဤနေရာကတော့လူချမ်းလူရမ်းများပေါ်များတဲ့အရက်ပဲဖြစ်ပါတယ်ပင်လေကမ်းခြေမှာအလံတလူလူနဲ့တငါလှေများအစီရီရှိနေပါတယ်ဘုံဆိုင်၃ခုမှာလည်းတငါတဲများတောက်စားမိုးယူပြီးတော့ရန်ဖြစ်ဆဲရင်းနေကြပါတယ်ကျွဲတော်တချို့ကတော့လမ်းနှစ်ဘေးမှာဝှေ့နေကြပါတယ်ညောင်မေတပင်အောက်မှာတော့လူစုလူဝေးလောင်ကြီးစားကြီးကြက်တိုင်နေကြတယ်ဘားတိုက်ပုံကြီးကလည်းဓားကင်ပြီးရက်နေတဲ့ကိုမျိုးရှင်နှကွန်းရှိမှာရက်လို့တချင်းတစ်ပုတ်ကိုဟစ်လိုက်တယ်သူကတော့တောင်မွေးကြီးကိုဇော်ထန်းထန်းပြီးတော့ကစားနေတဲ့ကလေးများအနီးမှာကနေပါတယ်သူကတော့ဇော်ထန်းအကနဲ့ကိုင်းနေအောင်ကတယ်အဖိုးကြီးကနေတောင်မြင်တဲ့ခါမှာတော့ဥစွာပထမကလေးများလည်းအုံလာကြတယ်မကြခင်မှာကလေးအမေများရောက်လာပါတယ်အဲ့ဒီနောက်မှာတော့အမှုသမားများရွာသားများလှေသမားများကတော့ဝိုင်းအောင်ကြည့်ရှုပြီးတော့အော်ဟစ်အားပေးနေကြတယ်ဟာစိန်အောင်မင်းလားဟဲ့မဟုတ်ဘူးဟဲ့ဂရိတ်ဥဖိုးစိန်နဲ့တူတယ်ကွာဇော်ကြီးဟာဇော်ကြီးဟာဇော်ကြီးကလည်းကွာတိုက်ပုံရင်ခွဲအစိုးအပြဲနေကွာဇော်ကြီးဖွက်ကြလားမှမသိတာကွာပြောဇော်ကြီးရင်ခွဲကြီးနောက်တစ်ပုတ်တော့လောက်ပါအောင်ဗျဟာကြိုက်လို့လားကွအရန်ကြိုက်ပေါ့ဗျာနေတိုင်းလဲလာကပါလားဗျဟာကြိုက်ရင်တော့လေဟေ့ရတာပေါ့ကွဘာတော့ရွာသားရဲ့တချင်းဆုံးတဲ့ခါမှာတော့ဘားတိုက်ပုံကြီးကလွယ်အိတ်ထဲကတကြားလုံးများကိုပြိတ္တရှိအောင်ကျဲလိုက်ပါတယ်ပင်လေရွာသားကလေးများကလည်းတကြားလုံးကိုမမြင်ရမစားရတာကြပြီဖြစ်တာကြောင့်ဝမ်းသာအားရနဲ့လူကြကောက်ကြစားကြပါတယ်ဟေးသားတို့သမီးတို့အဘဖေစောကြီးလူရှင်တော်စေးစရာကြီးသမီးတို့သားတို့ရှိတဲ့နေရာကိုရောက်လာပြီကွ
အဖျားအနာအကိုက်အခဲစုံပူနတ်ပူမွေကိုက်ကင်းကိုက်ယောဂမှန်သမျှအဘစေဝါအစီရင်များနဲ့ဒါနကုသိုလ်ပြုတ်ပေမယ်ဟဲ့ယောဂရှိသူမှန်သမျှလာကြဟဲ့လာကြသူကတော့သူ့စကားကိုတော့၃ချိန်၃ခါပြောပြီးတကြားလုံးများကိုထပ်တလဲလဲကျဲပါတယ်တချို့ကတော့ဆေးဆရာဆိုပြီးတော့မယုံကြည်ကြဘူးစိတ်မနှံ့တဲ့သူလို့လည်းထင်နေကြတယ်မကြခင်မှာပဲဇက်ဆောင်းနေတဲ့အဖွားကြီးဝင်လာတယ်ဘားတိုက်ပုံကလည်းဇက်ဆောင်းနေတဲ့အဖွားကြီးရဲ့လက်ပြင်ကြောကိုနှိပ်ပြီးတော့ဇက်ကြောကိုတော့9မိနစ်ခန့်ပြုပြင်ပေးလိုက်ရမှာအံ့ဖွယ်ပါပဲအဖွားကြီးကဇက်ပြန်တဲ့ပြီးတော့ဘားတိုက်ပုံကြီးကိုဥကုံချပါတယ်အဲ့ဒီနောက်မှာတော့တယောက်ပြီးတယောက်ကြောနာရင်းနာခြေနာပန်းနာပြည်တင်နာများကိုလာပြကြတယ်ဘားတိုက်ပုံကြီးကလည်းလွယ်အိတ်ထဲကတိုင်ရင်စီများထုတ်ပြီးတော့လိန်ပေတိုက်ပေနှိပ်ပေးပါတယ်အဲ့ဒီမှာပဲပင်လယ်ငခုစူးပြီးတော့တငါတယောက်အထမ်းနဲ့ဝင်လာရတယ်ဘာဖြစ်လို့လဲဟိပင်လယ်ငခုစူးပြီးတော့ရေတက်ရေကြအော်နေလို့ပါခမအဲ့ဒါအစိတ်တက်တာကွဘယ်နှစ်ရက်ရှိပြီလဲသားတို့ရဲ့3ရက်လောက်ရှိပြီဗျကဲလာခဲ့စမ်းကွယ်အဲ့ဒီနောက်ဘားတိုက်ပုံကတော့ကွန်းရွက်ကိုမှန်းပြီးတော့ကျွေးတယ်အနာကိုရေဆေးပြီးတော့အစိတ်ကြလိမ့်စေးကိုလိမ့်တယ်မကြီးစေးကိုဝါပြီးတော့အုံပြီးတော့ကွန်းရွက်နဲ့ကပ်ပေးလိုက်တယ်ပြီးတဲ့နောက်မှာတော့ဆေးတစ်ခွက်တိုက်ပြီးတော့လှဲနေခိုင်းလိုက်တယ်15မိနစ်ခန့်ရှိတဲ့အခါမှာလူနာကလည်းစကားပြောလာတယ်အဘဘယ်နဲ့တော့ကွာနာသေးလားကြိုက်သေးလားမကြိုက်တော့ဘူးဗျငါနဲ့တွေ့ရင်တရားမင်းနဲ့တွေ့တယ်လို့ပေါ့ကွာဟေးသားတို့သမီးတို့ငါပျောက်စေစရာမဟုတ်ဘူးနော်ဒေါက်တာရန်ကုလည်းမဟုတ်ဘူးဒါဒုံးမြမတိုင်ရင်စီစစ်စီရဲ့အစွမ်းကွာအစွမ်းသားတို့ဥတိုက်ပါတယ်အဖခမညာသမီးတို့ဥတိုက်ပါတယ်အဖရှင်တာဓုကွယ်ငါသားသမီးများ66ဖြာအနာကင်းကြပါစေကိုဒေတာဒီတငါအလုံးမှာအသက်မွေးကြတော့လေဖရာတရားတန်ကယန္နာ3ပါးမမေ့ကြနဲ့ဖရာဖတ်ရင်အသက်ရှည်တရားဖတ်ရင်အမျက်ပြေတန်ငါကိုးကွယ်ရင်ကုသိုလ်အခက်အလက်ဝေတဲ့ကွလိမ်မာကြသားတို့သမီးတို့ရေအဲ့ဒီချိန်မှာပဲဘားတိုက်ပုံတို့ရှိရကိုညောင်မင်းအောက်ကိုတော့လူ2ဦးဝင်လာကြပါတယ်၎င်းတို့2ဦးကိုမြင်တဲ့အခါမှာတော့စေကူတမှုခံယူနေတဲ့ရွာသူရွာသားများအရှုရှုထပြီးတော့ပြေးကြပါတယ်အဲ့ဒါကြောင့်လေအဖကမေးလိုက်ပါတယ်အဖအဲ့ဒါလူဆိုးတွေဗျသတိထားဟဲ့ဘယ်ကလူဆိုးတုံးဟဲ့အဲ့ဒါငှက်ကြီးတောင်ဘာချမ်းရဲ့တပည့်တွေဗျဟေးရွာသားတချို့ကတီတိုနဲ့သတိပေးစကားပြောပြီးတော့လစ်ပြေးကုန်ကြပါပြီမကြခင်မှာပဲယောက်ျားကြီး2ယောက်မုတ်စိတ်ကျင်ဆွဲအပြိုင်ရိုင်းနဲ့အနီးကိုရောက်လာပါတယ်လွယ်အိတ်ကိုစီကိုလည်းလွယ်ထားကြပါတယ်မျက်နှာကြောကလည်းတင်းလွန်လှပါတယ်သူတို့2ဦးကတော့ဘားတိုက်ပုံကြီးကိုခါထောက်ပြီးတော့ကြည့်နေကြပြီးတော့အဖိုးကြီးခမဆေးစရာကြီးဆိုဟုတ်ကဲ့နည်းနည်းပါးပါးတက်လို့ကုသပါတယ်ခမအခုလိုက်ခဲ့ဗျာဘယ်ကိုလိုက်ရမှာလဲဗျကျုပ်ဘာအမှားများလုံးမိလို့လဲရှာမရှိနဲ့ပွဲချင်းပြီးသေသွားမယ်အခုချက်ချင်းထတယောက်ကတော့လွယ်အိတ်ထဲကိုလက်နှိုက်ပြီးတော့ပြောလိုက်တာကြောင့်အခြေအနေမကောင်းမှန်းသိပြီးဘားတိုက်ပုံလဲလွယ်အိတ်ကြီးကိုကောက်လဲပြီးတောင်မွေးကြီးထောက်ပြီးတော့သူတို့အလဲကနေလိုက်ပါခဲ့တယ်အတန်ကြာတဲ့ခါမှာတော့လှိုင်းပုတ်နေတဲ့ပင်လယ်ကမ်းခြေကိုရောက်လာတယ်တယောက်ကတော့လေသမားတအူးကိုအချက်ပြလိုက်တာကြောင့်လေသမားကလည်းလှေကိုအသင့်ပြင်လိုက်တယ်ဘားတိုက်ပုံကတော့သူတို့လှေပေါ်ကိုတင်လိုက်ပြီးပင်လယ်ရှိရာကိုလှော်ခဲ့ကြပါတယ်လှေရလေလှိုင်းလုံးများအကြားမှာလူကလိမ့်ကာနဲ့မကြခင်မှာကြောက်ချရက်ထားတဲ့အနီရောင်ဆေးတုပ်ထားတဲ့ဆက်လေတစည်းအနီးမှာတိုးကပ်လိုက်ပါတယ်ဆက်လေရဲ့နာမည်ကတော့စွန်ရဲတဲ့ဘားတိုက်ပုံဆက်လေပေါ်ကိုရောက်တဲ့ခါမှာတော့ဥစွာတွေးလိုက်ရတဲ့သူကမျက်နှာကြီးခန့်နဲ့ဗလာကောင်းအသားမဲလူကြီးတူမျက်နှာပေါ်မှာလည်းဓာတ်ခုတ်ရအမယုတ်ကြီးနဲ့ဆရာကျန်ခေါ်လာခဲ့ပါ යි ခင်ဗျအေးကောင်းတယ်အထိုင်ပါဆရာကြီးအကျုပ်ကိုဘာကိစ္စနဲ့ဒီကိုခေါ်လာရတာလဲမောင်ရင်တို့ရေမကြောက်ပါနဲ့ဆရာကြီးလူနာတယောက်ကိုစေးကုပေးစေခြင်းလို့ပါဟာတော်သေးတာပေါ့လေဖះဘားတိုက်ပုံကအခုမှပဲရင်ထဲကအပူလုံးကြီးကျသွားခဲ့ရတယ်လူနာဟိုဘက်ခန်းမှာပါအစာလည်းမဆောက်ဘူးစကားလည်းမပြောဘူးဆရာကြီးသူ့ကိုယောဂပြောက်အောင်ကုပေးစေခြင်းပါတယ်သူယောဂပြောက်ရင်တော့ဆရာကြီးခြေကြောက်ကောက်ကိုလိုသလောက်တောင်းပါလူနာကမိန်းမလားယောက်ျားလားကွမိန်းမလူနာပါကဲဒါဆိုလေလိုက်ပြပါလေအဲ့ဒီနောက်သူတို့လည်းအခန်းတစ်ခုရှေ့ကိုရောက်လာခဲ့ကြတယ်ခေါင်းဆောင်လို့ထင်ရတဲ့မျက်နှာဓာတ်ခုတ်ရတဲ့လူကြီးကတော့အခန်းတကားတော့ကိုဖွင့်လိုက်ပါတယ်အထဲမှာမှောက်နေပါတယ်အဲ့ဒီနောက်ဆက်လေအခန်းတကားကိုဖွင့်လိုက်မှပဲဖျားပေါ်မှာလဲနေတဲ့လူမမာကိုတွေ့လိုက်ရပါတယ်မိန်းကလေးတဦးအသက်20နီးပါးခန့်ရှိပါလိမ့်မယ်အသားဖြူတယ်ကိုလုံးရောမျက်နှာပါအလှရိပ်လွှမ်းနေပါတယ်ချောသမားလေးတော်တော်ကိုချောမောလှပတဲ့မိန်းကလေးဖြစ်တယ်ဇပင်ကလည်းရှီလီယာနှမ်းမောင်ပြီးတထွေးကြီးကိုပုံကျနေတာသူ့ပါပဲဆရာကြီးဘားတိုက်ပုံကတော့မိန်းမောနေတဲ့မိန်းကလေးရဲ့လက်ကောက်ဝိတ်ကိုသွေးဆန်းကြည့်တယ်သွေးခုံလုံးလေးနေပါတယ်မျက်လုံးကိုလှန်ကြည့်တယ်မျက်လုံးဖြော့ပြီးတော့အားနေနေတယ်ကိုသားကိုရီတို့ကလည်းငွေ့ငွေလေးနှွေးတယ်မျက်လုံးဖွင့်ကြည့်တယ်သူဘာဖြစ်တာလဲဆရာကြီးအားနေပြီးတော့ထိတ်လန့်နေတယ်ကွပြောက်အောင်ကုပေးနိုင်မလားရအောင်ကုပါမယ်ကြိုးစားပါမယ်အခုဗျတိတ်အရေးကြီးတယ်ဗျသူသေးလို့မရဘူး
ဒီမင်းကလေးကမောင်ရင်နဲ့ဘာတော်ပါသလဲလိုအပ်လို့မင်းနေရလားဆရာကြီးရဲ့လိုအပ်လို့ပါခင်ဗျာဒါကျွန်တော်နဲ့လက်ထပ်ယူမယ်ဇနီးလောက်မှာအိုးမဟုတ်ဘူးရှင်လူယုံမှာသမီးစိတ်မလှုပ်ရှားပါနဲ့မူးပြီးတော့သေလိမ့်မယ်သေချင်သေပါစီတော့ဆရာကြီးကုဗျာမောင်ရင်ပြင်ခဏထွက်ပေးပါဘာဆိုင်လို့လဲဗျကိုဇနီးလောက်အနီးမှာကိုနေရမှာပေါ့ဗျကျုပ်ယောဂအကြောင်းဂါနာမေသေးချာလေးမေးမြန်းရမှာမလို့ပါခဏလေးတော့အပြင်ထွက်ပေးပါဒီမှာဆရာကြီးပြောပါခမရကလိန်ကကြစ်တော့မလုံနဲ့တော့ဘာလို့လို့ရမှာလဲမောင်ရင်ရဲ့လုံရင်လေဒီမှာတွေ့လားဖះလူချမ်းကြီးကခါးကြား6လုံးပြူတဲ့နက်ကိုလက်ခနဲထုတ်လိုက်ပြီးတော့ဘားတိုက်ပုံရဲ့နှစ်ထင်ုံတစ်ပြီးတော့မောင်းတင်လိုက်တယ်လဲဆံမွေးနဲ့တူကြက်သီးများပါဖြန်းခနဲထသွားတယ်အဲ့ဒီနောက်မှာတော့တကားကိုပိတ်ပြီးအပြင်ကနေတော့ခတ်ပြီးတော့စောင့်နေကြတယ်သူတို့မရှိမှာပဲသမီးလုံးမလေးရှင်သမီးနာမည်ဘလို့ခေါ်လဲကွခင်အေးချိုလို့ခေါ်ပါတယ်သမီးကဘယ်ရွာလဲသုံးမှန်လာရွာပါအဖေနဲ့အမေရဲ့နာမည်ရောသမီးဥချိန်ယုံနဲ့ဒေါ်အေးပူပါဒီလူတွေကသမီးနဲ့ဘလို့တော်ဆက်လဲသူတို့ကသမီးကိုဒီလိုကဲမပြောနဲ့တော့သမီးအားရှိအောင်ကြိုးစားအဖပြောတာသဘောပေါက်လားဟုတ်ကဲ့ပါဟာကြာလိုက်လားပြီးပါပြီဗျဝင်ခဲ့ပါတကားဖွင့်တန်ကြားပြီးလူချမ်းကြီးဝင်လာပြီးတော့သူတို့နှစ်ဦးကိုအကဲခတ်လိုက်တယ်ဘလို့လဲဆရာကြီးရဲ့ကြောက်ခုပဲစေးတိုက်ပါမယ်စေးတိုက်ပြီးရင်ရရလောက်ရမယ်ဘာရရလဲဗျဘေးတင်ကိန်းကန်းရတေကိန်းမှာတက်ရောက်နေတယ်ဗျာအဲ့ဒီကိန်းကနေလွတ်မြောက်အောင်လို့ရရလှုပ်ပေးရမယ်ဖះရှိမှာအုံစုံကတ်လူပြီးတရဏဂုံအခောက်30ရုပ်ပေးရမယ်ဆရာကြီးကဘေးတင်နက်ခတ်ရောရတာပဲလားအသင့်တင်တော့ရပါတယ်ဗျာသူပြီးရင်လေကျုပ်ရဲ့စားတာလေးစစ်ပေးစမ်းပါအောင်ဗျာရပါတယ်ခင်ဗျာရပါတယ်အဲ့ဒီနောက်မှာခင်အေးချိုဆိုတဲ့လူမမကိုအာစီတိုက်ကျွေးလိုက်ပါတယ်ရှူဈေးလဲပေးတယ်ရင်လူဈေးလဲပေးတယ်ခဏနေတော့မင်းကလေးကထပြီးတော့ထိုင်နေအစာတောင်းနေစံပြုံးလေးရမလားကွမရဘူးဗျဒါဆိုရင်ပြုတ်ခိုင်းလိုက်ပါကွစံပြုံးနဲ့နှလုံးအာစီကျုပ်တက်ရမယ်ချင်းမြိုင်ဗျာဆရာကျန်စံပြုတ်သွားပြုတ်လိုက်ကွာဟုတ်ကဲ့ပါဆရာကျန်ဆရာကြီးလာဗျာဘာချမ်းဆိုတဲ့ခေါင်းဆောင်ကတော့လူမမာထထိုင်ပြီးအစာတောင်း၍အလုံးဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်ဆရာကျန်ဘာတော့ဆရာကြီးရဲ့ဒီမင်းကလေးကိုအခန်းပိတ်တော့ခတ်မထားပါနဲ့လွတ်လက်အပြင်မှာလမ်းလျှောက်ပါစေမဖြစ်ဘူးဗျဒါကတော့လုံးဝမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲသူထွက်ပြေးပြီးတော့လုံးဝမဖြစ်ဘူးဗျကျုပ်ကဆေးเสียပါဗျာသူ့ကိုဒီဆက်လေပေါ်မှာလွတ်လက်ထားပေးပါဒါမှပဲလေကောင်းလေတန်းရပြီးတော့စိတ်ကြည်လင်ယောဂတက်တာပျောက်ကင်းလိမ့်မယ်ဗျယောဂပျောက်ပြီးအသက်ရှည်ကျန်းမာမှမောင်ရင်သူ့ကိုတားမရဖြစ်လက်ထက်ပေါင်းတင်ဆက်ဆံလို့ရပြီးနှစ်ဦးနှစ်ဖက်စိတ်ရောကိုယ်ပါချမ်းသာလိမ့်မယ်လေဟာဖြစ်ပါမလားမောင်ရင်တို့ကဘာလဲကြုံမသိဘူးမိန်းကလေးတယောက်ကိုလက်ပစ်ကူထွက်ပြေးလို့မရတဲ့ပင်လယ်ပြင်ဆက်လီပေါ်မှာယောက်ျားကြီးတွေလုံကြုံမဆောင်ရှောက်နိုင်ရင်တော့မောင်ရင်တို့ညံ့လို့ပဲထားပါဆရာကြီးကျုပ်တို့အဆင်ပြေအောင်လုပ်ပေးရမယ်ဒါနဲ့ဆရာကြီးကဘေးနဲ့နက်ခတ်ကိုကျွမ်းကျင်သလားတိုင်းရင်ဆေးဆရာဆိုတော့မဟာဗုဒ္ဓကြီးလေးပါးကိုနားလေရတယ်ရာသီနဲ့နက်ခတ်ကိုနားလေရတယ်တချို့တော့စေးဝါတချို့တော့ရာသီဓာတ်စာတချို့ကြတော့ရေရနဲ့ကုသပေးရတယ်ယုံကြည်သက်ဝင်မှုရဲ့စေးအစွမ်းရင်အချိန်ကာလရဲ့ကိုက်ညီဟန်ချက်ညီရင်ပယောကအစိုးအမျိုးမျိုးကလည်းအနှဲနဲ့များတော့လွတ်မြောက်ချမ်းသာတာပဲငါကြီးတောင်ဘာချမ်းလဲဆေးဆရာဆိုသူဘားတိုက်ပုံကိုအကဲခတ်နေပါတယ်ဒါဆိုလဲကျုပ်ရဲ့ဇာတာကိုစမ်းစစ်ပေးစမ်းပါဗျာဘာဖြစ်လို့လဲကျုပ်ကောင်းအိမ်မပြောဘူးဗျအိမ်မက်ဆိုးတွေလည်းမကြခဏမတ်တယ်ကိုင်းလေဒါဆိုရင်တော့လေကြည့်ကြသေးတာပေါ့သူတို့လည်းဆက်လီချမ်းငင်းမှာအတူထိုင်လိုက်ကြတယ်ဘာချမ်းရဲ့တပည့်နှစ်ဦးကလည်းစောင့်ကြည့်နေတယ်ချင်းမြိုင်ဗျာဆရာချမ်းကောင်မလေးကိုစံပြုတ်တိုက်ပြီးရင်ဆက်လီပေါ်မှာလမ်းလျှောက်ခွင့်ပေးလိုက်လုံခြုံရေးကိုတော့ဂယုစိုက်ကွာတခုခုဖြစ်ခဲ့ရင်မင်းတို့ဟိုငှက်ကြီးတောင်တောင်ကြည့်ထားဟုတ်ကဲ့ပါဆရာချမ်းမောင်ရဲ့အမိကဘလို့ခေါ်လဲကွဘာချမ်းမှာကြာတာပရိသဟုတ်ရဲ့လားဟုတ်ပါတယ်အဲ့ဒီမှာပဲဘားတိုက်ပုံကတော့ဆက်လီဖျားကန်ပုံတော်ရှိရာကိုအာယုံပြုတ်ပြီးတော့တွက်ချက်လိုက်တယ်မောင်ရင်ကိုတနေ့ကနေဂျိုစားပြီးတော့ဗုဒ္ဓဦးတက်ရောက်ဖြစ်နေတယ်အဲ့ဒါဘာဖြစ်တာလဲဗျအခုချိန်ကအညံ့ဆုံးနှစ်ပဲ53နှစ်အဝင်ရလဲဘူမိကြနေတာအဲ့ဒါ58နှစ်ကြာမှဘူမိကထွက်မယ်လွတ်မယ်ဘုံမိကြရင်ဘာဖြစ်လို့လဲဗျဘုံမိဆိုတာမကောင်းသောအရက်အညစ်အကြေးတင်းញိုင်းလို့အထိပ္ပယ်ရတယ်အဲ့ဒီလိုဘုံမိမှာကြရင်တော့ညာတိပြဿနာဆွေမျိုးပျက်စီးတတ်တယ်ဘောဂပြဿနာစီးစိမ်ဥစ္စာပျက်စီးတတ်တယ်ယောဂပြဿနာနာယောဂဖိစီးနှိမ့်ဆက်လို့အသက်ဆုံးရှုံးရတတ်တယ်
ဘူမိရအဝင်ရောအထွက်ပါခိုက်တက်တယ်အဲ့ဒီချိန်ရောက်နေရင်တော့အသွားအလာအနေထိုင်ဆင်ခြင်ပြီးယရနာ၃ပါးကိုစီးကပ်ကိုးကွယ်မှာအန်ရီရဲ့ဇိုးကနေလွတ်မြောက်ရတတ်တယ်အခုဒါဆိုရင်ကျုပ်ကဘာဖြစ်မှာလဲလက်ဝါးဖြန့်လိုက်ညာလက်ဝါးကွယ်ဘာတိုက်ပုံကဘာချမ်းရဲ့လက်ဝါးကိုတေချာကြည့်လိုက်တယ်အသက်လမ်းကြောင်းပေါ်မှာအမဲဆက်ခန်းနေတယ်အဲ့ဒီတော့အန်ရီရဲ့ဇိုးအသက်ဘေးဇိုးနဲ့လေကြုံကိုကြုံရလိမ့်မယ်ကွယ်ဟာဟုတ်ပါမလားဗျာမောင်ရင်ခုရောက်နေတဲ့ကာလမှာကျုံနေတာမယုံရင်လည်းကျုပ်ကိုပြန်မလွတ်နဲ့ဒီဆက်လီပေါ်မှာကျုပ်စောင့်နေပေးမယ်မဟုတ်ဘူးဆိုရင်ကျုပ်ရှာကိုမောင်ရင်ရဲ့ဓာတ်ရှည်နဲ့ဖျက်လိုက်ပါဟာဒါဆိုရင်တော့အဲ့ဒီဖြစ်ရဆိုးကနေလွတ်မြောက်အောင်လို့ဆရာကြီးဘလို့ဆောင်ရွက်ပေးနိုင်မလဲဟိုကဖျားပုံတော်ရှိမှာတက်တက်လွတ်စွန်3ရက်ကတ်လူပြီးတော့ယရနာ3ပါးကိုတနာကြီးအာယုံပြုတ်ပြီးတော့ပူဇော်ပါအရှိမြောက်အရက်မှာမြေအိုးနဲ့ပိမ့်မဟော်ပင်ဒါမှမဟုတ်ဖားကမုံစိုက်ပါကျုပ်ကိုယ်တိုင်လည်းစီစဉ်ပေးပါမယ်ဖျားရှင်ကိုရေတန့်ဒါမှမဟုတ်တန့်ရှင်းတဲ့တောက်တော်ကြီးလှူရမယ်3ရက်စိတ်ရင်တော့အမောင်အပါဝင်အဖွဲသားအလုံးကျုပ်စီရင်ထားတဲ့အန်နီရဲ့ကင်းရီကိုချိုးပြီးတော့ရေမန်းတောက်အောင်မယ်အဲ့ဒီလိုလုပ်ရင်တော့အန်နီရဲ့ကင်းပါလားဗျစောင့်ကြည့်ပါလေကျုပ်မပြန်သေးပါဘူးအဲ့ဒီလိုနဲ့လူကောင်ကြီးသလောက်စိုးသွမ်းရက်ဆက်ကြမ်းကြုတ်လာတဲ့ငှက်ကြီးတောင်ပါချမ်းကတော့သူ့မှာအန်နီရဲ့ဇိုးကြောက်ရောက်တော့မှကိုသိတဲ့အခါမှာတုံလှုပ်သွားပါတယ်အဲ့ဒီလိုနဲ့ပဲဖားကမုံပင်ရအောင်ရှာပြီးဆက်လေဦးတီထားရအရက်ရဲ့အနောက်မြောက်တောင်မှာမြေအိုးနဲ့စိုက်တင်ထားလိုက်ပါတယ်ဘာတိုက်ပုံကြီးကိုယ်တိုင်လည်းတက်တက်လို့ဟင်းများစီရင်စီမံပြီးဆက်လေဖျားပုံတော်ရှိမှာသူ့ကိုကိုစားပြု၍သူ့အားဖျားတရားတန်ခါကိုအာယုံပြုစေပါတယ်တောက်စားမှုရဲ့ရန်ကားနေတဲ့ငှက်ကြီးတောင်ဘာချမ်းကတော့စိတ်ကိုအောင်အီးပြီးလုံနေရပါတယ်အရက်တောက်ချိန်ရောက်လာတဲ့အခါမှာတော့သွေးများကြွလာပြီးအရက်ပလင်းကိုမကြာခဏထုတ်ကြည့်ပါတယ်ဘာတိုက်ပုံကတော့အရက်တောက်လင်စီးပေါက်ပြီးတော့ပျက်စီးလိမ့်မယ်လို့ပြောတာကြောင့်တရွေးကိုသာအာသာပြေမျိုးချနေပါတယ်ခင်အေးချိုကလည်းစေးဝါရဲ့အရှိန်ကြောင့်ကျမ်းမာစာပြုလာပြီးတော့ဘာတိုက်ပုံအားဝိုင်းဝန်းကူညီနေပါတယ်ငှက်ကြီးတောင်ဘာချမ်းပါဝေးဆက်လီပေါ်မှာရှိတဲ့လူဆိုး3ဦးတော့ပြုံးပြုံးရွှင်ရွှင်လိုက်ရောညီထွေဆက်ဆံခဲ့တာကြောင့်ဘာချမ်းလေဘေးရင်ရရအစွမ်းပြပြီးလို့ယုံကြည်ပြီးဘာတိုက်ပုံကိုကျေးဇူးတင်နေပါတယ်ခင်အေးချိုလည်းညီမလေးနဲ့ပြောဆိုပြီးဘာစားခြင်းလဲမကြခဏမေးမြန်းပြီးတော့သဘောကောင်းနေပါတယ်တနေ့ခါမှာတော့သူတို့ဆက်လီအနီးကိုလှေတစင်းစိုက်ကက်လာတယ်လှေပေါ်မှာတော့လူတအူးကိုမျက်နှာအဝတ်မဲအုပ်ထားပါတယ်ဘဒူလဲအောင်မောင်းရင်ကျွေးပေးမဲ့လူရောက်လာပြီဆရာချမ်းအေးโอเคကွာခဏလေးအဲ့ဒီနောက်ဘားတိုက်ပုံနဲ့ခင်အေးချိုတို့ဆက်လေအောက်ထက်အခန်းတစ်ခုမှာခဏလေးပါလို့ပြောပြီးထည့်သွင်းပြီးတော့တောက်ခတ်ထားပါတယ်ပြီးတဲ့ခါမှာတော့သူတို့ဆက်လေပေါ်မှာဘာတွေလောက်ကင်နေကြတယ်ဆိုတာသူတို့နှစ်ဦးဘာမှမသိရပါဘူးသို့တော်လည်းဘားတိုက်ပုံကတော့မိမကျော်လေးခင်အေးချိုနဲ့နှစ်ဦးတဲ့အတူတူမျက်နှာချင်းဆိုင်တွေ့ရ၍လွန်စွာဝမ်းမြောက်နေပါတယ်အဲ့ဒီနောက်ကြောက်လန့်စိုးရိမ်နေတဲ့ခင်အေးချိုရဲ့နားကိုကပ်ပြီးတော့တစုံတရာကိုတီးတိုးပြောလိုက်တဲ့ခါမှာတော့ခင်အေးချိုလေးလည်းဝမ်းသာလွန်ပြီးတော့မျက်ရည်များစီးကြပြီးဘားတိုက်ပုံရဲ့လက်ကိုတော့အာကိုကြီးစွာနဲ့စုပ်ကင်ထားပါတယ်ပြီးတဲ့နောက်ခင်အေးချိုရဲ့လက်ထဲကိုလွန်စွာသိမ်းခဲ့တဲ့အထုပ်သေးသေးတစ်ခုကိုပေးအပ်ပြီးလုံလုံခြုံခြုံဝှက်ထားလို့လည်းပြောလိုက်ပါတယ်မိနစ်20ခန်းကြာတဲ့အခါမှာတော့အခန်းတကားကိုလာဖွင့်ပေးပြီးသူတို့နှစ်ဦးကိုအပြင်ထွက်လိုက်ပါတယ်ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့စောစောကမျက်နှာကိုအဝတ်စီးလာတဲ့လူရောလှေသမားပါမရှိတော့ပါဘူးကန်းဆက်ရှိရာကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့လှေလော်သွားတဲ့လူနှစ်ဦးကိုခက်ဝါးဝါးမြင်လိုက်ရပါတယ်2ရက်3ရက်အတွင်းမှာသူတို့အားလုံးဆရာရင်းတပည့်နဲ့မိသားစုလိုဖြစ်လာကြတယ်ရီရီမောမောနဲ့ပြောဆိုလာကြပါတယ်ခင်အေးချိုကလည်းနေ့စဉ်ကိုချစ်မြိုင်ဝယ်လာပေးတဲ့တက်တက်လွတ်ဟင်းလျာများကိုအရသာရှိအောင်ချက်ပြုတ်ပြီးတော့ငှက်ကြီးတောင်ဘာချမ်းရဲ့ရတရာအတွက်အများစားဖို့ပါချက်ပြုတ်ကျွေးမွေးရပါတယ်ညီမလေးမင်းဒီမှာအမြဲတမ်းနေနိုင်ကောင်းပါပဲကွယ်ဘာချမ်းကတော့ရင်းနှီးချမ်းတောင်းရင်နဲ့စကားဆိုလိုက်ပါတယ်ခင်အေးချိုကတော့ရှက်ပြီးတော့ခေါင်းငုံနေပါတယ်နေနိုင်ရင်လည်းနေလိုက်ပေါ့သမီးရဲ့အိုးအဘကလေဘာတိုက်ပုံကတော့ဘာချမ်းဘက်ကဝင်ပြီးပြောပြလိုက်ပါတယ်အားလုံးကလည်းသဘောကျပြီးတော့ရီလိုက်တယ်ဟာချက်တဲ့ပြုတ်တဲ့လက်ရမိုက်တယ်ကွာလူကရောဆရာချမ်းရဲ့ဟာချောမချောလှမလှပေါ့ကွာငါတို့ဆရာတော့ခင်းကြီးချိုကြီးညီကိုဆွဲနေပြီဟာငါတို့ဆရာလူပြိုကြီးကိုလည်းငဲ့ညာတနာပါနှမလေးဟာခင်အေးချိုကတော့လူချမ်းယောက်ျားကြီးများအကြားမှာရီပြီးတော့ခေါင်းငုံနေလိုက်ပါတယ်အဘကလည်းရီတယ်အားလုံးရဲ့ရီတံများကလည်းပင်လေပြင်ဆက်လီပေါ်မှာလှိုက်နေပါတယ်အဲ့ဒီလိုနဲ့ငှက်ကြီးတောင်ဘာချမ်းအတွက်3ရက်မြောက်ဂျိုးပြေနံပြေအန်ရီရဲ့ကင်းရရရက်စီသွားပါပြီရက်စီတာနဲ့ငှက်ကြီးတောင်ဘာချမ်းနဲ့အဖွဲ့ဝင်3ဦးတို့ကတော့အရက်ပလင်းများကိုဖွင့်လိုက်ပါတယ်သူတို့ဝယ်လာတဲ့9ကြော်များနဲ့မြည်ကြတယ်ထိုးနေညက်နေရတော့ဆက်လီပေါ်မှာသူတို့4ဦးရဲ့မူရက်တောက်စားအော်ဟစ်ကောက်ခုံတန်းများစုညံ့နေပါတယ်အကိုကြီးဘာချမ်းအလိုညီမလေးပါလားပြောလေဘာကိစ္စလဲထမင်းဟင်းအစင်သင့်ပြင်ပြီးပါပြီဟောအေးဒီနေ့ညက်နေတော့စားဝင်အိပ်ပျော်ပဲဟေးကြိုက်တပည့်တို့ရေဆရာရဲ့မင်္ဂလာဦးအကျိုညလို့သဘောထားပြီးတော့ဝါဒီဆွဲကြစို့ကွယ်ဖြည်းဖြည်းတော့ဆရာချမ်းသိတယ်ကွာမင်းတို့ကလန့်ပြေးတော့မှစိုးလို့ပါဗျာ
သူတို့အားလုံးကတော့ခင်အေးချိုရဲ့မျက်နှာကိုစိုက်ကြည့်ပြီးမကြောက်ဝင်မနာတာစကားများကိုပြောရတာခင်အေးချိုလည်းကြက်သီးများတစ်ဖြန်းဖြန်းထနေပါတယ်ထမင်းဝိုင်းကိုရောက်လာတဲ့အခါမှာတော့သူတို့လည်းအရက်ကလေးတစ်မျှမျှနဲ့အားရပါရစားကြတယ်ချင်းရည်ဟင်းကိုတောက်တယ်အတုပ်ကိုစားတယ်ဘားတိုက်ပုံကတော့ထမင်းပြူကိုစားဖြူပြီးတော့စားတယ်စားလို့တောက်လို့ဝါကြတဲ့အခါမှာတော့သူတို့ဆက်လီအိတ်ခမ်းများကိုတန်းဝင်ကြတယ်ချင်းမြိုင်တဦးတည်းသာခါးเจ้าမှာတက်နက်ထိုးပြီးတော့ထိုင်ဆောင်ကြည့်နေတယ်မကြခင်မှာပဲအိတ်စင်များပေါ်ကနေဟောက်တန်များကိုကြားရပါတယ်အဆောင်လို့သူချင်းမြိုင်လည်းတဝါဝါတန်းပြီးတော့မကြခင်မှာလက်ရန်နဲ့ဘေးမှာပဲခွေပြီးတော့အိပ်ပျော်သွားပါတယ်အဲ့ဒီမှာပဲခင်အေးချိုကဘားတိုက်ပုံအနီးကိုကပ်ပြီးတော့တိုးတိုးပြောလိုက်ပါတယ်ဘားတိုက်ပုံကနေရာနေထားလိုက်ပြီးတော့အိတ်စင်ပေါ်မှာပိုးလို့ပက်လက်အိတ်နေတဲ့သူများနဲ့အဆောင်ချင်းမြိုင်တို့အနီးကိုကပ်ပြီးတော့စူဆန်းကြည့်လိုက်ပါတယ်ဘားတိုက်ပုံကဆက်လီကိုနှိုးလိုက်ပါတယ်ဆက်လီကလည်းအော်မြီတန်တစ်ချက်ပေးပြီးပင်လယ်ဝမြစ်သုံးဆိုင်ရှိရာကိုဥကောင်းလှည့်လိုက်ပြီးတော့သူ့ရဲ့စက်ကင်ဘင်းကိုထရင်ဆက်ရှင်ကိုမြှင့်လိုက်ပါတယ်စွန်ရဲအမည်ရှိတဲ့စေးနီတုပ်ဆက်လီကတော့ပင်လယ်ရေပြင်ကိုဥကြုံနဲ့ခွဲပြီးလူးကလင်း၍မြစ်သုံးဆိုင်ကိုကြော်ပြီးတော့တီလဝါခံတက်ရှိရာကိုမောင်းချလာခဲ့ပါတယ်အဲ့ဒီမှာပဲကင်းလှဲ့ရဲမော်တော်ကြီးနဲ့သူတို့ခေါင်းချင်းစုံကြပါတယ်မော်တော်ဘော်ကကင်းအလံများကလည်းလေနဲ့တစ်ဖြစ်ခါနေပါတယ်ဘားတိုက်ပုံကဆက်လီရဲ့ဟွန်းကိုတန်ရှည်ဆွဲပြီးနှိပ်လိုက်တာနဲ့ရေကင်းလှဲ့မော်တော်များရဲသားများကတော့လက်နက်များအသင့်ပြင်ပြီးတော့စွန်ရဲဆက်လီအနီးကိုချင်းကပ်လာပါတယ်ဘားတိုက်ပုံကတော့ဆက်လီအရှင်ကိုရှော့ချလိုက်ပါတယ်ခင်အေးချိုကတော့စတန်ကန်နဲ့ချိန်ရက်လိုက်ပါတယ်ဘာကိစ္စရှိလို့လဲတပွေးနဲ့ရဲအုပ်ကအော်လိုင်းနဲ့မီးလိုက်ပါတယ်ဆက်လီပေါ်မှာအဖိုးတန်ရဲဒနာတွေပါလာလို့တက်ခဲ့ကြပါဟေးအဲ့ဒီလိုနဲ့ရဲအုပ်နဲ့ရဲသားများဆက်လီပေါ်ကိုချင်းကပ်ပြီးတော့တက်ခဲ့ပြီးတနက်များကိုလည်းအသင့်ပြင်ကြပါတယ်စတင်းကန်းကင်ထားတဲ့ချုံမောလှပတဲ့ခင်အေးချိုကိုမြင်တဲ့အခါမှာတော့အားလုံးလည်းလက်နက်များနဲ့ထိုးချိန်လိုက်ကြပါတယ်ခင်အေးချိုကတော့ဘာလုံးမှမသိတမိခင်အေးချိုလက်နက်ကိုအပ်လိုက်ကွအဘရဲ့စကားဆုံးတာနဲ့ခင်အေးချိုရဲ့လက်ထက်ဟာစတင်းကန်းတနက်ကိုရဲအုပ်လက်ကိုရိုးရိုးသေးသေးအပ်လိုက်ပါတယ်အဘဘယ်မှာလဲဗျအဖိုးတန်ရဲဒနာဆိုတာဟိုခန်းထဲမှာရှိတယ်ဟာကြည့်အောင်ဗျမှောင်ကိုကြောက်တယ်ပဲနေမှာပဲဗျအဲ့ဒီလိုနဲ့ဘားတိုက်ပုံကတော့အခန်းတော့ဖွင့်ပေးလိုက်ရမှာရဲအုပ်နဲ့အဖွဲလဲအထဲထဲကိုလက်နေတံမီနဲ့ထိုးကြည့်လိုက်ပါတယ်သူတို့မြင်လဲရတာကတော့အဖိုးတန်ကြောက်စိမ့်ပဒံများမဟုတ်ပဲပုံပြက်ပန်းပြက်လူလေးဦးလက်ရောခြေပါကျိုးနဲ့တုပ်ပြီးမေ့မြော့နေတဲ့မြင်ကွင်းအဘခမညာဒါဘဒူတွေလဲဗျအဲ့ဒါတော့မောင်ရင်တို့ရဲတပ်ဖွဲ့ကအလိုရှိနေတဲ့ဟန်တာဝရီအရှိချမ်းကနာမည်ကြီးလူစိုးဓမြမရင်းကောင်လူသက်သမားငှက်ကြီးတောင်ပါချမ်းနဲ့အဖွဲ့ဝင်ချစ်မြိုင်အောင်မောင်းငှက်ကြားနဲ့ဘာတူပဲဗျာဒါအဘကိုယ်တိုင်ဖမ်းလာတာဟုတ်တယ်လေဒီမင်းကလေးရောဒီမင်းကလေးရဲ့နာမည်ကခင်အေးချိုတဲ့သုံးပန်လာရွာဥချိန်ရုပ်ရဲ့သမီးပဲအိမ်ကိုဓမြတိုက်ပြီးတော့လူအိုတစားကန်ငွေတောင်းခဲ့တာလေအခုအဖားတို့ကသူတို့ကိုဘလို့ဖမ်းခဲ့တာလဲအဖားကနေလက်ဘိန်းတော်ဆေးစရာပါတနေ့ဒီကလေးမလေးရဲ့မိဘအိမ်ရောက်ပြီးတော့အကျိုးကြောင့်သိရတာကဲအကြောင်းသိကျင်တော့လေငှက်ကြီးတောင်ပါချမ်းရဲ့ပင်လယ်ပြင်ပေါ်လှေပေါ်ကိုရောက်ခဲ့ပြီးတော့အဖမ်းခံထားရတဲ့ဒီကလေးမလေးကိုဆေးကူရင်ဇလန်းဆောင်ကိုသိရတာအဲ့လိုသိရတာနဲ့ဘေးဒင်ရရနဲ့ယုံအောင်ဇက်သွင်းပြီးတော့သူတို့စားမဲ့အစာတွေကိုအပြင်းစားအိတ်ဆေးတွေခတ်ထည့်လိုက်တာကဲအသင်းတို့လည်းမြင်နှိုးကြကွယ်ပြီးရင်တော့ငါသမီးကိုစိတ်ပူနေတဲ့သူ့မိဘများရှိရအောင်အမြန်အပ်ပေးပါအဲ့ဒီမှာပဲရဲအုပ်နဲ့ရဲတပ်ဖွဲ့များကလည်းသတိလစ်မေ့မျောနေတယ်ငှက်ကြီးတောင်ပါချမ်းတဲ့အဖွဲ့ဝင်များအားကန်ကြောက်လှုပ်နိုးကြတဲ့ခါမှာတော့ကာလာနဂါလိုအိမ်မောကြပြီးတော့မနိုးကြပါဘူးဟာရေနဲ့လောင်းချကွာအဲ့ဒီမှာပဲရဲကြက်ကြီးဟာရေပုံးနဲ့သူတို့မျက်နှာပေါ်ကိုလောင်းချလိုက်ရမှာငရဲသား9ဦးလဲအီအဲနဲ့လူးလွန်နိုးလာကြပါတယ်လူကြီးမင်းတို့နိုးလာပြီလားဗျဟမ်ဟာအမလေးဗျငှက်ကြီးတောင်ပါချမ်းတဲ့အဖွဲ့လဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးများပြူးကျဲကုန်ပါတယ်ကြည်စမ်းသူတို့ရှေ့မှာရဲယူနီဖောက်ဝဲများ6လုံးပြူစတင်ကန်ရိုင်ဖဲများနဲ့ချိန်လို့ကျုပ်တို့ဘယ်ရောက်နေတာလဲမင်းတို့နရသိမ်သွားမယ်တကားဝါကိုရောက်နေတာပါချမ်းရဲ့ဘာဒါဘလို့လက်ချက်လဲဒီမှာလူယုံမှာပါချမ်းဟင်ခင်အေးချိုကတော့ထမိန်တူတူဝစ်ပြီးငှက်ကြီးတောင်ပါချမ်းရဲ့ရှေ့မှာခါထောက်ပြီးတော့ရဲဝင်စွာရက်လိုက်ပါတယ်နင်တို့ရဲလက်အပ်တာငါနဲ့ဘားတိုက်ပုံရဲ့လက်ချက်ပဲဟေးဟာဒုက္ခပဲဘာချမ်းကတော့သူတို့ကိုကြည့်ပြီးတော့အားရပါရရည်နေတယ်ဘားတိုက်ပုံကိုကြည့်ပြီးလွန်စွာအံ့ဩနေပါတယ်ဘက်နဲ့လဲငှက်ကြီးတောင်ဘားချမ်းရဲ့ငါရဲ့ဘေးတင်ဟောချက်နဲ့ရရကောင်းရဲ့လားမှန်ရဲ့လားကွာဟာခမရဗျာအကြံပတ်ဆက်တဲ့လူပဲလူလိန်ငါအကြံမပတ်ဆက်ပါဘူးကွာမင်းတို့ကရိုင်းဆိုင်ရုံမှာတစ္ဆာမဲလို့ပါငွေနဲ့လာရွေးတော့ငွေကိုယူပြီးတော့လူကိုပြန်မလွတ်ဘူးညရင်းချင်းလက်ချီတော်တင်မှုကြန့်စီတယ်မင်းလို့တွေ့ရတော်ကောက်လူရုံမှာတခိုးဓမြမျိုးကတော့အေဂျင့်တာရတဲ့လူလောကဝင်းကျင်နဲ့မထိုက်တန်မှုပါချင်ရဲ့ဒါကြောင့်မို့လို့ငါတက်တဲ့စေးပညာဘေးဒင်ပညာကိုတနည်းတစ်ဖုံနဲ့အသုံးချပြီး
လူလောကကောင်းကျိုးအတွက်တာဝန်သိလူတူအနေနဲ့ဝင်ရောက်ဖြည့်ရှင်းပေးရတာပဲငါတို့ကဓမ္မပဲကြိုက်တယ်မင်းတို့နဲ့ငါတို့နဲ့ကပြထားတလန်တန်တလန်ပဲကဲငှက်ကြီးတောင်ဘာချမ်းကြီးမင်းကလူတော်တော်များများကိုငှက်ကြီးတောင်ဓာတ်နဲ့ခေါင်းဖြတ်တက်ခဲ့တယ်အေးမင်းလည်းပဲမဟုတ်လေကျိုးခွင်းရောက်တဲ့အခါမှာတော့မင်းတန်ဝေကရပြီးတော့ဘောအကူကောင်းပါစီကွာဒါမှမဟုတ်ရင်လေဓာတ်နဲ့ကျိုးနဲ့လဲပြီးတော့တေချင်းရဲ့အရသာကိုချင်းစာပြီးကြည့်ပြီးတော့ဘာချမ်းကြီးကျွန်တော် channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့မောင်ညိုမိုင်းတန်လင်းရေးသားထားတယ်ငှက်ကြီးတောင်ဘာချမ်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ထပ်လည်းဘလို့စိတ်ဝင်စားပွဲကောင်းတဲ့ဇာတ်လမ်းတွေကိုထုတ်လွှင့်တင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ